ကိုယောက်ျားချိုးချိုးသားသားပြောရမယ်မရှိဘူးအမြဲတမ်းသွားရင်သွားပြန်ပြီစားရင်စားပြန်ပြီတောက်ရင်တောက်ပြန်ပြီယောက်ျားဆိုတဲ့အမျိုးကလည်းအချောကြိုက်တယ်ဆိုတာ तू ကမသိဟုတ်တော့ကိုယောက်ျားကိုမချစ်တဲ့မိန်းမဒီနေ့ပြဿနာအပြီးရှင်းပြဿနာရှင်းတဲ့နေရာပြက်ပြက်သားသားရှင်းပါဦးရပျော်ကြီးတဲ့ငင်းခိုင်လည်းသူများလည်းမတူဘူးတော့လုံးပြီဆိုရင်လည်းအပြက်လုံးဒီတော့ပြဿနာကိုအပြီးရှင်းပြီးရှင်းပါရောဒါအပြီးရှင်း